ဒီပထွေးကိုဘသူများဖျက်ရိုက်ချင်ကြလဲသူကအေးတပလင်းဝဲတောက်ချင်ယုံလေးနဲ့ကားကိုယထာတန်လန်းပေါ်မှာတွားရထားခဲ့တယ်ကားထဲမှာတော့သူ့ရဲ့ကလေး၃ယောက်စလုံးပါနေတာလေကလေးတွေထွက်ပြေးမှာဆိုလို့ဆိုပြီးကားတကားတွေအကုန်လုံးကိုတောက်ခတ်ပစ်ခဲ့သေးတယ်ပြီးတော့သူလိုချင်တာကအချိန်9:60မိနစ်တိတိရောက်တာနဲ့ကလေးတွေယထာချိတ်ခံရပြီးအရှင်လက်လက်တည်သွားတာကိုထိုင်ကြည့်ချင်နေတာပါကလေးတွေကသူ့ရဲ့အကြံစီကိုရိပ်မိသွားပေမဲ့ဘာမှလုပ်လို့မရခဲ့ဘူးကားတကားကဘလို့ဆွဲဖွင့်ပွင့်မလာတဲ့အပြင်ယထာကြီးရောက်လာဖို့က10မိနစ်ပဲလိုတော့တယ်ဒီအချိန်မှာပဲညံကောင်းတဲ့အမကြီးဖြစ်သူကရုတ်တရက်အကြံရသွားတယ်အရင်ဆုံးထိုင်ကုန်အောက်ကစပရင်ဂျိုးကိုဆွဲထုတ်လိုက်တယ်ပြီးတော့အဝစ်တဆရဲ့ထိတ်တစ်ဖက်ကိုအဲ့ဒီထဲထိုးထည့်လိုက်ပြီးနောက်တစ်ဖက်မှာတော့အယုတ်ကောင်းတစ်ခုကိုခြိလိုက်တယ်ပြီးတာနဲ့နောက်ကြည့်မှန်ခလုတ်ကိုအားကုန်သုံးပြီးရိုက်ခွဲပစ်လိုက်တယ်သူလှုပ်ထားတဲ့ဒီပစ္စည်းလေးနဲ့အဝေးမှာရှိတဲ့ယထာလမ်းကြောင်းပြောင်းတဲ့ခလုတ်ကိုလှမ်းဆွဲဖို့စူးစမ်းတာပါဒါပေမဲ့ကံမကောင်းစွာနဲ့ပဲအကွာအဝေးကအရန်ဝေးနေတော့နည်းနည်းလေးလိုသွားတယ်သူတို့လည်းအယုတ်ကောင်းကိုအမြင်ပြန်ဆွဲယူပြီးဒီတစ်ခါတော့၃ယောက်သားအားလုံးဝိုင်းပြီးအားကုန်ပြန်ပစ်ပေါက်လိုက်ကြတယ်နောက်ဆုံးတော့အဝိစကဟိုဘက်ကိုသွားချိန်မိသွားပါပြီ၃ယောက်သားဝမ်းတာဖို့တောင်အချိန်မရလိုက်ဘူးယထာကြီးကမျက်စိရှိတဲ့ကိုရောက်နေပြီမို့ဆက်ပြီးအားကုန်ဆွဲနေကြရတယ်ကံကောင်းထောက်မစွာနဲ့ပဲသူတို့အောင်မြင်သွားခဲ့ပါတယ်ဒီကိစ္စကပထွေးဖြစ်သူကိုတော့ဒေါသထွက်ပြီးယူမတက်ဖြစ်သွားစေတာပေါ့လက်ထဲရောက်ခါနီးဖြစ်နေတဲ့ငွေကြေးမြောင်များကဒီလိုပဲလွင့်စင်သွားခဲ့ပြီလေဒီအချိန်မှာပဲအနောက်ကနေနောက်ထပ်ကားတစ်စီးရောက်လာတယ်ပထွေးဖြစ်သူလည်းအမြန်ပဲအဝေးထိန်ခလုံးနဲ့ကားတကားကိုလော့ဖွင့်ပေးလိုက်ပြီးကားမှန်တွေကိုပါချပေးလိုက်တယ်ဘာလို့လဲဆိုတော့နောက်ကားပေါ်ကလူဝကြီးကသူလုံးဝပြဿနာမရှာရဲတဲ့လူတစ်ယောက်ဖြစ်နေလို့ပါပဲအကြောင်းရင်းကတော့မကြသေးခင်ကပဲဒီကလေး၃ယောက်ရဲ့အိမ်မှာထူးဆန်းတဲ့မီးလောင်မှုကြီးတစ်ခုရုတ်တရက်ဖြစ်ပွားခဲ့တာပါအဲ့ဒီမီးလောင်မှုကြောင့်သူတို့ရဲ့မိဘအရင်းတွေတိတ်ဆုံးသွားခဲ့ရပြီးကလေးတွေအတွက်တော့ကြီးမားလာတဲ့အမွေပစ္စည်းတွေကျန်ရစ်ခဲ့တယ်သူတို့အိမ်မှာတခြားဆွေမျိုးသားချင်းတွေမရှိတော့တဲ့အတွက်ကလေးတွေကိုမိဘတွေမသေးခင်ကခင်မင်ခဲ့တဲ့မိတ်ဆွေကြီးကောင်းအိုလက်ရဲ့အိမ်ကိုပို့ဆောင်ပေးခဲ့ရတာပါဒါပေမဲ့အိုလက်မျက်စိကျနေတာကအဲ့ဒီမဟာအမွေထုတ်ကြီးကိုပဲဖြစ်ပြီးနေတိုင်းကလေးတွေကိုညားပြားလာတဲ့အိမ်မှုကိစ္စတွေခိုင်းစေပြီးနည်းနည်းလေးအမှားလုံးမိတာနဲ့ပါချခံရဖို့သာပြင်ထားပြီးတော့ကလေးတွေခမညာညဘက်အိတ်ချိန်ကြမှသာသူတို့မိဘတွေရဲ့တပ်ပုံကိုခေါင်းရင်းမှာချိတ်ပြီးအရင်ကအိမ်လေးစီပြန်ရောက်သွားသလိုမျိုးဟန်ဆောင်ဖြည့်သိမ့်နေကြရပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာတော့အိုလက်ကငွေတွေကိုတယောက်တည်းသိမ့်ပိုက်ချင်တဲ့အတွက်ကလေးတွေကိုတပ်ပစ်ဖို့ကြံစီပါတော့တယ်ဒါကြောင့်ပဲဇလန်အစကမြင်ကွင်းမျိုးဖြစ်လာခဲ့ရတာပါငွေစားမိဘရှောက်ခွေပေးရတဲ့ရှေ့နေကြီးကတော့အိုလက်ရဲ့လူသက်ဖို့ကြံစီမှုကိုမရိပ်မိခဲ့ပါဘူးဒါပေမဲ့လည်းကလေးတွေကိုကားထဲမှာတယောက်တည်းပစ်ထားခဲ့တာကအနေအများတဲ့လုပ်ရက်ဖြစ်လို့အိုလက်စီကနေအုတ်ထင်းခွင်ကိုပြန်လည်ရုပ်သိမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်သူကအုတ်ထင်းသူအစ်စ်ကိုထပ်ရှာဖို့ဆုံးဖြတ်ခဲ့တာပါမကျေနပ်တဲ့အိုလက်တယောက်ဒေါသထွက်နေပေမဲ့ဘာမှတော့မပြောရဲဘူးဒါပေမဲ့ကလေးတွေကိုတော့ချင်းချောက်စကားဆိုသွားသေးတယ်ပြောချင်ရပြောပြီးတာနဲ့မျက်စင်းစိတ်ပလင်းကိုထုတ်ညလုံးလေးကိုစေးရည်နည်းနည်းခတ်လိုက်ပြီးရှေ့နေကြီးရှိမှတော့ကလေးတွေကိုမခွဲနိုင်မခွာရဖြစ်နေတဲ့ပုံစံဟန်ဆောင်ပြလိုက်ပါသေးတယ်ကလေးတွေလည်းနောက်ဆုံးတော့မိစ္ဆာလက်ကနေလွတ်မြောက်သွားခဲ့ပါပြီသူတို့တွေအောင်ပွဲခံရင်းနဲ့အိမ်တက်စီကိုဥတီသွားနေကြပေမဲ့နောက်ထပ်ရောက်မဲ့ငွေစားအိမ်ကဒီထက်ပိုပြီးဒုက္ခရောက်ရမယ်ဆိုတာကိုတော့မသိခဲ့ကြပါဘူးပထမဆုံးအကြိမ်စတွေ့ချင်းမှာပဲအဲ့ဒီလူကြီးရဲ့လေဘင်းမှာအေယာမစဘာကြီးငွေကြီးတကောင်ရစ်ပတ်ထားတာကိုတွေ့လိုက်ရတယ်ဒီနေရာကြီးကတစ်ချက်ကြီးလိုက်တာနဲ့မက်ဒူဆာရဲ့စံအိမ်ကြီးနဲ့တူနေပြီးအထဲမှာတော့အန်ရီတွေကနေရာနှံ့ပါပဲအရှိတောင်အာရှရဲ့ထိတ်တန်းသားရဲကောင်ဖြစ်တဲ့ကိုမိုဒိုနဂါးတွေမျိုးသုံးသွားပြီလို့ကောလာဟာလာထွက်နေတဲ့တိဘက်မျက်လုံးသုံးလုံးပါဖပြုတ်တွေပြီးတော့ငွေလောကရဲ့အလှဆုံးလို့တင်စားကြတဲ့ခေါင်းနှလုံးပါငွေဟောက်တွေလည်းရှိနေပါတယ်အဲ့ဒီအထဲမှာမှအလျှို့ဝှက်ဆုံးအိမ်ငွေတရိတ်ဆန်ကတော့အလျားမီတာရာနဲ့ချီရှည်လျားတဲ့မိုးပြဲအေယာမငွေကြီးပဲဖြစ်ပါတယ်သူ့ရဲ့အစွမ်းကတော့ကလေး၃ယောက်ရောက်လာတဲ့ပထမဆုံးနေ့မှာတင်အဲ့ဒီငွေကြီးရဲ့နေ့လည်စာဖြစ်လူနီးပါပဲအပြင်ပန်းမှာသဘောကောင်းပုံရတဲ့ဒီဒေါက်တာကြီးကတော့အဲ့ဒီထူးဆန်းတဲ့အိမ်ငွေတရိတ်ဆန်တွေရဲ့ပိုင်ရှင်ဖြစ်ပြီးမောင်နှမ၃ယောက်ရဲ့အုပ်ထိန်းသူအစ်စ်လည်းဖြစ်ပါတယ်ဒီအချိန်မှာပဲလူခေါ်ခေါင်းလောင်းတန်ထွက်ပေါ်လာပြီးရုပ်သွင်းထူးဆန်းတဲ့အမျိုးသားတစ်ယောက်တကောင်ရံအချိန်ကြီးရောက်လာပါတယ်မောင်နှမတွေကတော့သူဟာအိုလက်ရုပ်ဖြတ်ထားတာဆိုတာကိုတစ်ချက်ကြည့်အောင်လည်းသိလိုက်ကြတယ်ဒါပေမဲ့ဒေါက်တာကြီးကတော့ပုံမှန်မဟုတ်တာကိုသတိမထားမိခဲ့ပါဘူးသူတို့တွေအေယာမငွေကြီးရဲ့လှောင်အိမ်ထဲမှာဒေါက်တာကြီးရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်အမကြီးကအိုလက်ရဲ့လုပ်ရက်ကိုလူပုံထဲမှာဖော်ထုတ်ချင်ခဲ့ပေမဲ့ကလေးတွေရဲ့စကားကိုဘယ်သူမှမယုံကြပါဘူးအိုလက်ကလည်းဒီခွင့်ရေးကိုအသုံးချပြီးလက်ထောက်ဆိုတဲ့နာမည်နဲ့မောင်နှမ၃ယောက်ကိုအတင်းကျပ်ခေါ်ဆောင်သွားပါတော့တယ်တကယ်တော့ဒီယာမငွေကြီးကဒီအိမ်ထဲမှာအရင်ကျေးဆုံးတရိတ်ဆန်လေးဖြစ်နေခဲ့တာပါလူတွေအားလုံးအသိဝင်လာချိန်မှာတော့အိုလက်ကထွက်ပြေးလွတ်မြောက်သွားခဲ့ပါပြီရှေ့နေလူဝကြီးကလည်းကလေး၃ယောက်အတွက်နောက်ထပ်အုပ်ထိန်းသူကိုဆက်ရှာပေးပြန်ပါတယ်သူတို့တွေတောင်တန်းတွေမြစ်ရည်တွေကိုဖျက်ကျော်ပြီးမြို့ငယ်လေးတစ်မြို့ကိုရောက်လာခဲ့ကြတယ်အန်တီဖြစ်သူရဲ့အိမ်လေးက6ကမ်းပါးဘေးမှာတည်ရှိပါတယ်ကောလာဟာလာတွေအရတော့အန်တီဖြစ်သူမှာပြင်းထန်တဲ့အကြောက်လွန်ယောဂရှိတယ်လို့ဆိုပါတယ်သူတကားဖွင့်တဲ့အခါတိုင်းအရန်ကိုသတိထားပြီးအချိန်ချင်းတေချာစစ်ဆေးပြီးမှသာအပြင်ကိုထွက်လာတတ်ပါတယ်ပြီးတော့မီးလောင်မှာကိုကြောက်လို့အပူပေးဆက်ကိုလည်းဘယ်တော့မှမဖွင့်သလိုထွင်းရင်းအပူတွေကိုလည်းဘယ်တော့မှချက်ပြုတ်လေးမရှိပါဘူး။ဒါကြောင့်ကလေးတွေစားရတဲ့အစားအစာတိုင်းကအေးဆက်ဆက်အကျွင်းကြံတွေကြီးပါပဲ
အန်ဒီဖြစ်သူကအင်ချန်မြေအယောင်ကိုယ်စားလှယ်တွေကိုတွေ့ရင်တော့လက်အော်တဲ့အထိကြောက်တတ်ပေမဲ့ဒီနေရာကနေပြောင်းရွှေ့ဖို့ကိုတော့တခါမှမတွေးခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ခင်မွန်းဖြစ်သူကအိမ်အောက်ခြေကရေကန်ထဲမှာတိတ်ဆုံးသွားခဲ့လို့ပါပဲ။တနေ့တော့သူတို့တွေဈေးဝယ်ထွက်ရင်းနဲ့အရေးလိုလိုင်းနှောက်ရှက်နေတဲ့အိုလက်နဲ့ထပ်ဆောင်ကြပြန်တယ်။ဒီတခါအိုလက်ကခြေထောက်တစ်ဖက်ပြက်နေတဲ့တင်မောကပရင်ဖြစ်ဟန်ဆောင်ထားပါတယ်။စကားနည်းနည်းလောက်ပြောလိုက်တာနဲ့အန်ဒီဖြစ်သူရဲ့စိတ်ကြိုက်ဖြစ်သွားခဲ့တယ်။ကလေး၃ယောက်ဈေးဝယ်ပြီးအိမ်ပြန်ရောက်တဲ့အခါအန်ဒီဖြစ်သူကအသက်ခံထားရပြီးဘေးနားမှာတော့စာလုံးပေါင်းအမားတွေအများကြီးနဲ့ရေးထားတဲ့တေးရန်စာတစ်စောင်ကိုချထားပါတယ်။ဒီအချိန်မှာအင်ကြီးကရင်းရိုင်နေပြီးဓာတ်ငွေ့ယိုစိမ့်မှုကြောင့်မီးတောက်ကြီးတွေဟုံးဟုံးတောက်လောင်လာပါတယ်။အန်ဒီပြောခဲ့တာတွေအကုန်လုံးကတကယ်ကြီးပါပဲလားကံကောင်းလို့သာသူတို့တွေအင်ကြီးမပြိုကျခင်တစ်စက္ကန့်အလိုလေးမှာပြေးထွက်နိုင်ခဲ့တာပါ။၃ယောက်သားချက်ချင်းပဲလှေတစ်စင်းနဲ့အန်ဒီချန်ထားခဲ့တဲ့ကိုအော်ဒီနေရာစီကိုထွက်လာခဲ့ကြပြီးနောက်ဆုံးမှာတော့ကူတစ်ခုထဲမှာအန်ဒီကိုသွားတွေ့ပါတော့တယ်။အန်ဒီဖြစ်သူကအပြင်ထွက်ပြီးအိုလက်လူသက်ချောင်းကိုထွက်ဆိုပေးဖို့သဘောတူလိုက်ပါတယ်။ဒါပေမဲ့အစီအစဉ်တွေကအပြောင်းလဲကိုမမီလိုက်ပါဘူး။သူတို့ရဲ့လှေကိုပီရန်ဟာလူစားငါးတွေကဝင်တိုက်ခိုက်ကြပါတယ်။အရေးကြီးတဲ့အချိန်မှာပဲအိုလက်ရုတ်တရက်ပေါ်လာပြီးမောင်နှမ၃ယောက်ကိုလူယူသွားခဲ့ပါတယ်။အန်ဒီဖြစ်သူကတော့ကန်ဆိုးစွာနဲ့ပဲပင်လယ်ထဲမှာအသက်ပါသွားခဲ့ပါတယ်။အခုတော့အိုလက်ကတူးလေးသောအုတ်ထင်းသူအဖြစ်ကြံရှိနေပါတော့တယ်။ရှေ့နေလူဝါကြီးကအိုလက်ကိုသတိပေးခဲ့တာကမောင်နှမ၃ယောက်သာထိခိုက်ဒဏ်ရာရသွားခဲ့ရင်အုတ်ထင်းသူကအမွေကိုရမှာမဟုတ်ဘူး။အုတ်ထင်းသူနဲ့ကလေးတွေကြားမှာသွေးသားတော်ဆက်မှုဒါမှမဟုတ်လက်ထပ်ထင်းများထားတဲ့ဆက်ဆက်မှုရှိမှသာအမွေရနိုင်မယ်လို့ပြောခဲ့ပါတယ်။ဒီစကားကအိမ်မက်မက်နေသူကိုလှုံ့နှိုးလိုက်တယ်လို့ပါပဲ။အိုလက်ကကလေး၃ယောက်ထဲကအမအကြီးဆုံးကိုလက်ထပ်ဖို့ချက်ချင်းပဲဆုံးဖြတ်လိုက်ပါတော့တယ်။ဒါရန်ကိုတနာစရာကောင်းတာပဲ။ကလေးမကအသက်14နှစ်ပဲရှိသေးတယ်ဆိုရင်လက်ထပ်ဖို့သဘောတူခွင့်မရှိဘူးလေ။သူ့ရဲ့တရားဝင်အုတ်ထင်းသူကသဘောတူရင်ရတယ်။အဲ့ဒီအုတ်ထင်းသူကဘာတူလဲငါပဲပေါ့ဆိုပြီးအိုလက်ကအရှက်မရှိပြောလိုက်ပါတယ်လူအများရဲ့ကဲရဲ့ရှုတ်ချမှုကနေကင်းဝေးအောင်လို့အိုလက်ကမင်္ဂလာဆောင်ကိုပြဆက်တစ်ခုလိုဖန်တီးလိုက်ပြီးတကယ်တရားသူကြီးတယောက်ကိုပါတက်တည်ဖြစ်ဖိတ်ခေါ်ကမင်္ဂလာပွဲတရားဝင်ဖြစ်စေဖို့လှုံ့ဆော်ခဲ့ပါတယ်မကြီးကညှင်းဆန်ခြင်းခဲ့ပေမဲ့အိုလက်ကညီမငယ်ဆုံးလေးကိုပြန်ပေးဆွဲပြီးချင်းချောက်ခဲ့ပါတယ်မင်္ဂလာဆောင်ပွဲမှာရှိနေတဲ့လူအားလုံးကတော့အံ့ဩစရာကောင်းတော့အောင်ကောင်းမွန်တဲ့တရုပ်ဆောင်မှုတွေကြောင့်မျက်ရည်ကျတဲ့အထိကြည်နူးနေကြပါတယ်သူတို့ရဲ့မျက်စိရှိကလူတရိษံဆိုတာကိုဘယ်သူမှသတိမထားမိကြပါဘူးနောက်တစ်ဖက်မှာတော့အကိုလက်ကညီမလေးကိုခိုးပြီးကဲတင်နေပါတယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲသူ့ကိုပို့ပြီးအံ့ဩသွားစေမဲ့အမှန်တရားတစ်ခုကိုတွေးလိုက်ရပါတယ်မျောစင်ပေါ်မှာရှိတဲ့အေယာမမျက်လုံးကြီးပုံစံကအိုလက်ရဲ့ခြေချင်းဝင်မှာထိုးထားတဲ့တတူးနဲ့တပုံစံလေးဖြစ်နေပါတယ်အဲ့ဒီမျက်လုံးကြီးတိတ်တဲ့စိုက်ကြည့်နေတဲ့နေရာကတော့ပြာကျသွားခဲ့တဲ့သူတို့ရဲ့အိမ်လေးပါပဲတကယ်တော့မိဘတွေတေဆုံးခဲ့ရတာကမတော်တဆမှုမဟုတ်ပဲအိုလက်ကတေချာအကွက်ချကြံစီခဲ့တဲ့လူတက်မှုကြီးဖြစ်နေခဲ့တာပါဒါပေမဲ့အမှန်တရားကိုသိရချိန်ကအရန်နောက်ကျသွားခဲ့ပါပြီအမကြီးခမများမင်္ဂလာလက်မှတ်ကိုအတင်းကျပ်လက်မှတ်ထိုးလိုက်ရပြီးသူတို့နှစ်ယောက်တရားဝင်လင်မယားဖြစ်သွားခဲ့ပါပြီဒါပေမဲ့အောက်ကပရိသတ်တွေကတော့ဒါကိုပြဆက်တစ်ခုလိုပဲထင်နေတော့ပါအကိုလက်ကရုတ်တရက်ညံပြေးသွားပြီးအမှောင်ထဲကနေထွက်ပေါ်နေတဲ့နောက်ဆုံးကြံရှိနေတဲ့အလင်းတန်းလေးကိုအသုံးပြုပြီးအိုလက်ရဲ့မကောင်းဆိုးဝါးစီစဉ်ကိုပြကြသွားအောင်မိရှုပစ်လိုက်ပါတယ်အိုလက်ကိုတရားရုံးစီပို့ဆောင်လိုက်ကြပါတော့တယ်လူသားဆန်တဲ့တရားသူကြီးကအိုလက်ကိုပြစ်ဒဏ်မချမှတ်ခင်မောင်နှမ၃ယောက်ကြုံတွေ့ခဲ့ရတဲ့ဒုက္ခဆင်းရဲအားလုံးကိုအိုလက်ကိုယ်တိုင်ကိုစားပြန်လဲခံစားစေဖို့ဆုံးဖြတ်လိုက်ပါတယ်အဲဒီနောက်မှာတော့မောင်နှမ၃ယောက်ဟာအုတ်ထင်းသူအသစ်ရှာဖွေဖို့ခရီးစဉ်အသစ်ကိုထပ်မံစတင်ခဲ့ကြပြန်ပါတော့တယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့်